င်္ဂလာပါအခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော်မျှဝေပေးချင်တာက Incho application ကိုသုံးပြီးတော့မှစကားလုံးအလှတွေဘယ်လိုထည့်ရမလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ Incho application တဲ့ကိုအရင်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်ဗီဒီယိုလုပ်လဲရတယ်ပိုတိုတွေလုပ်လို့လည်းရတယ်ကျွန်တော်ကဗီဒီယိုကိုပြမှာဖြစ်တဲ့အတွက်ဗီဒီယိုဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကအသစ်လောက်မှာဖြစ်တဲ့အတွက် new ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီ blank ကိုတစ်ချက်ရွေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်အောက်နားလေးကအစိမ်းလေးကိုတစ်ချက်ထည့်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ color နောက်ခံအရောင်ကအမဲရောင်ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ color မကြိုက်ဘူး color ပြောင်းရှင်တယ်ဆိုရင် background ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာကိုစိတ်ကြိုက်ရွေးလို့ရပါတယ်အယောင်တွေဒီမှာပြောင်းသွားပါတယ်ကိုကအဖြူကြိုက်တယ်ဆိုရင်အဖြူကိုနှိပ်လိုက်ပါအနီကြိုက်တယ်ဆိုရင်အနီနှိပ်လိုက်ပါဒါကကိုကြိုက်တဲ့အယောင်ရွေးလို့ရပါတယ်ဒါကသူ့ရဲ့နောက်ခံ background ပေါ့နော်ပြီးသွားပြီဆိုရင်ဘေးနားလေးကအမှန်ချစ်ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီပေါ်ကိုစာရေးမှာဖြစ်တဲ့အတွက်ဒီ text ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ text ဆိုတဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါကျွန်တော်တို့ဒီပေါ်မှာစာရေးလို့ရပါပြီစာဆိုင်းရိုက်ကြည့်မယ်ဒီမှာစာရေးလို့ပြီးပါပြီဒီစာလုံးကိုကျွန်တော်မကြိုက်ဘူးကျွန်တော်ပြောင်းချင်တယ်ဆိုရင်ဒီ A ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာများအောက်ဆိုင်တဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ set ထက်မှာထည့်ထားတဲ့ font ကိုရွေးပြီးတော့မှရှာရမှာဖြစ်ပါတယ်အဲ့ဒီ font ကဘယ်မှာတော့ down ရမှာလဲဆိုတာ set foundry ဆိုတဲ့ application တဲ့ကို down ပြီးတော့မှကျွန်တော်တို့ set ထက်ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်က set ထက်မှာ down ထားပြီးသားမလို့ဒီ set foundry ကိုကျွန်တော်ရွေးလိုက်ပါတယ်ကျွန်တော်ကမြန်မာကိုရွေးလိုက်ပါတယ်ဒီမှာကျွန်တော်ကမြန်မာ set foundry ထက်မှာကျွန်တော်မြန်မာ font down ထားတဲ့ဟာအကုန်လုံးကဒီမှာအကုန်ပေါ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့စာလုံးပြောင်းကြည့်မယ်ဒီမှာစာလုံးတွေပြောင်းသွားပါပြီတခြား font စတိုင်တွေပြောင်းချင်တယ်ဆိုလဲဆိုနာပုံစံလိုပါပဲဒီများအောက်ဆိုင်တဲ့ဟာကိုလည်းတစ်ချက်နှိပ်ပြီးတော့မှကျွန်တော်ပြောင်းလို့ရပါတယ်ဒီမှာပြောင်းသွားပါပြီဒီမှာကျွန်တော် set ထဲမှာထည့်ထားတဲ့ font တွေအကုန်လုံးဒီမှာအကုန်လုံးပေါ်ပါတယ်ဒီမှာပါဖုန်းအလားလေးတွေအများကြီးရှိပါတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဖုန်းအပြာရောင်ကိုကျွန်တော်မကြိုက်ဘူးကျွန်တော်ပြောင်းချင်တယ်ဆိုရင်ဘေးနားလေးဟာကို color ဆိုတဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘေးကအမှန်ချစ်လေးကိုလည်းတစ်ချက်ထည့်နှိပ်လိုက်ပါအားလုံးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီရုပ်သံကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်